မိုးရာသီကုန်ကနေအညာဘက်ကရွာလေးတွေရွာမှာညနေခင်းဆိုရင်လယ်ကွင်းဘက်ကဖားတန်တွေရွာဦးဖုံးကြီးကျောင်းဘက်ကခေါင်းလောင်းတန်တွေအိမ်တအိမ်ကနေတအိမ်မိဖို့ချောင်ပိတ်ကြတော့ဆိုတဲ့အဖွားတို့ရဲ့အတန်တွေကြားပြီးတဲ့နောက်တရွာလုံးဟာတဖြည်းဖြည်းငြိမ်သက်သွားတတ်ပါတယ်အဲ့ဒီရွာမှာညာဦးမီးလို့လူတွေခေါ်တဲ့မီးအိမ်တစ်လုံးရှိပါတယ်မီးအိမ်ကဘသူအိမ်မှမရှိပါဘူးရွာအရှိဘက်တစ်ပင်ကြီးတစ်ပင်အောက်မှာပဲနှစ်ပေါင်းများစွာညာတိုင်းလိုမီးလင်းနေတတ်တာပါလူကြီးတွေကတော့အဲ့ဒီမီးအိမ်ကြောင့်မင်းရင်မမင်းနဲ့လို့ပဲပြောရကြပါတယ်တချို့ကတော့အဲ့ဒီမီးအိမ်ကိုမြင်ပြန်မကြည့်နဲ့လို့ပြောတယ်တချို့ကတော့မီးအိမ်ကဘသူ့အတွက်ထွန်းထားရလဲဆိုတာသိသွားရင်မကောင်းလို့လည်းပြောတယ်ဒါပေမဲ့အဲ့ဒီစကားတွေရဲ့အကြောင်းရင်းကိုဘသူကမှပြန်မပြောချင်ကြဘူးအဲ့ဒီရွာလေးမှာကိုဘတင့်ဆိုတဲ့လူငယ်တစ်ယောက်ရှိတယ်သူကအသက်28နှစ်ဝန်းကျင်လောက်ရှိပြီမိဘတွေဆုံးသွားပြီးတဲ့နောက်သူအဖိုးနဲ့ပဲနေခဲ့တာလူကရိုးရိုးသားသားစကားနဲ့တယ်ဒါပေမဲ့မယုံတာကိုမယုံကြားဘူးနောက်ကနေတရေနတ်ဖုန်ကြီးအယူအဆဆိုတာတွေကိုအလွယ်တကူမယုံတတ်ဘူးသူ့အဖိုးကတော့သူ့မြေးအဲ့လိုဖြစ်နေတာကိုလုံးဝမကြိုက်ပါဘူးတနေ့တော့မြေးဖိုးနှစ်ယောက်ညနေစာအတူစားနေတော့သူ့မြေးလေးကိုမေးလိုက်တယ်ဘာတင်ဗျာဒီနေ့ရွာအရှိဘက်သွားသေးလားမသွားဘူးအဖိုးဘာလို့လဲအဖိုးရဲ့ခဏနေတော့ညာဦးမီးလင်းနေတယ်လို့ကြားတယ်ကိုဘတင်ရရေးလိုက်တယ်အဖိုးကလည်းမီးအိမ်တစ်လုံးလင်းတာဘာဖြစ်လို့လဲဘာမှထူးဆန်းလို့လဲသူ့အဖိုးကစားလက်စထမင်းစုံခဏချလိုက်တယ်မင်းအဲ့ဒီမီးအိမ်ကိုမီးအိမ်လို့မထင်နဲ့မင်းကိုပြောရဆိုရတာအရန်လက်ပေါက်ကံလုံးအောင်ကြီးလို့ငါမင်းကိုအတန်တန်မှားနေရတာမင်းအဲ့ဒါကိုပေါ်သေးသေးမမှတ်နဲ့နော်ကိုဘတင်လဲသူ့အဖိုးနဲ့စကားပြိုင်းပြီးတော့မပြောချင်တော့တာနဲ့ဘာမှဆက်မပြောတော့ဘူးအဲ့ဒီနေ့ကသူ့အဖိုးရဲ့မျက်နှာကပုံမှန်မဟုတ်ဘူးအဲ့ဒီညပဲမိုးကတဖြည်းဖြည်းရွာလာတယ်လေယာလဲအိမ်ခေါင်မိုးပေါ်ကထက်လက်တွေကိုတဖြောင်းဖြောင်းနဲ့တိုက်နေတယ်ကိုဘတင်အိပ်ရတယ်လှဲနေပေမဲ့အိတ်မပြောဘူးသူ့အဖိုးပြောခဲ့တဲ့အဲ့ဒီမီးအိမ်ကိုမီးအိမ်လို့မထင်နဲ့ဆိုတဲ့စကားကိုစိတ်ထဲကလည်းမထွက်ဘူးဟိုဘက်လှဲလိုက်ဒီဘက်လှဲလိုက်နဲ့သူတော်တော်နဲ့အိတ်မပြောဘူးညနေလာတော့မိုးလဲတိတ်သွားတယ်အဲ့ဒီချိန်ထိလဲသူအိတ်လို့မရသေးဘူးအိမ်အရှိဘက်မှာပဲမီးရောင်တစ်ခုလင်းလာတယ်ဘရင်းဘောက်ကလှမ်းကြည့်လိုက်တော့ရွာအရှိဘက်တစ်ပင်ရှိတဲ့နေရာမှာမီးတစ်လုံးညင်ညင်လေးလင်းနေတယ်ကိုဘတင်ကအဲ့ဒီမီးကိုကြည်ရင်းနဲ့မတိမတာထထိုင်လိုက်မိတယ်အလိုလိုမှအရာရာကိုလက်တွေ့မဟုတ်ရင်မျက်မြင်ဒိဋ္ဌမဟုတ်ရင်မယုံကြည်တတ်တဲ့ကိုဘတင်ကသူ့ရဲ့ခေါင်းထဲမှာအတွေးတွေကတော့အများကြီးပွားနေမိပါတယ်မိအိမ်ကလေတိုက်နေပေမဲ့မငြိမ်းပါလားမိအောင်ကလည်းလူတယောက်လက်ထဲမှာမိအိမ်ကိုကင်ထားသလိုရွေ့နေတယ်ကိုဘတင်ကသူ့အဖိုးအိမ်နေတဲ့ခန်းဘက်ကြည့်လိုက်တယ်အဖိုးအိမ်နေပြီဆိုတာသိကြပြီသူ့စိတ်ထဲမှာတော့ငါသွားကြည့်လိုက်ရင်ဘာဖြစ်မှာလဲဆိုတဲ့စိတ်ကပေါ်လာတယ်အဲ့လိုနဲ့ပဲတွေးတဲ့အတွေးမဆုံးခင်မှာပဲမိုးရီဆူဆူမြေကြီးပေါ်ကိုသူခြေပလာနဲ့အိမ်ကနေထွက်လာခဲ့လိုက်တယ်ရွာရှိဘက်ကိုရောက်လာတော့လေလဲတိတ်ပြီးမိုးလဲတိတ်ပြီးအရင်ကရွာတွေကကြားနေရတဲ့ခွေးဟောင်တန်တော့မကြားရတော့ဘူးတပင်းအောက်ကမိရင်ကတော့လင်းနေတော့ကိုဘတင်အနာကပ်သွားကြည့်တယ်အဲ့ဒီမိရင်ကအရင်ဟောင်းနေဖန်အင်ကလည်းမဲနေပြီအောက်ခြေမှာကြိုးတစ်ချောင်းနဲ့ခြိထားတယ်အနားမှာလူတစ်ယောက်ထိုင်နေတယ်အမျိုးသမီးတစ်ယောက်ပါလားအဖြူရောင်အင်ကြီးအနက်ရောင်ထမိန်စပင်းရှိရှိနောက်ကိုချထားတယ်ကိုဘတင်ရုတ်တရက်စက်သိမ်းမွင်းချင်းနေထသွားတယ်ဒါပေမဲ့သူဟန်ကိုဖို့ရက်ပြီးတော့ဘသူလဲလို့မေးလိုက်တယ်အမျိုးသမီးကခေါင်းမမော့ဘူး
မီးရင်ကိုပဲငိမ့်နေတယ်ကိုဘတင်ထက်မေးတယ်ဒါမှဘာလုပ်နေရလဲအမျိုးသမီးကတဖြည်းဖြည်းခေါင်းမော့လာတယ်မျက်နှာကတာမန်မိန်းမတယောက်ရဲ့မျက်နှာပဲဒါပေမဲ့မျက်လုံးတွေကငိုထားသလိုနေရဲနေတယ်သူမကတခုံးပဲပြောတယ်စောင့်နေတာခင်ဗျားဘာလို့စောင့်နေရလဲအမျိုးသမီးကတစ်ပင်အောက်ကမြေကြီးကိုကြည့်ပြီးတော့စကားတခွန်းထပ်ပြောတယ်သူ့ကိုစောင့်နေတာပေါ့ဘာလို့လဲအမျိုးသမီးကပြန်မဖြေဘူးကိုဘတင်အမျိုးသမီးကိုအနိကကြည့်မိတဲ့အခါသူမလက်မှာငွေရောင်လက်ကောက်တစ်ကင်းကိုတွေးလိုက်တယ်အဲ့ဒီလက်ကောက်ကိုသူသိတယ်သူ့အဖိုးရဲ့အိမ်ထဲကဓာတ်ပုံဟောင်းတစ်ပုံမှာမြင်မှုတယ်ဓာတ်ပုံထဲမှာအဖိုးကလူငယ်ဘဝနဲ့အမျိုးသမီးတစ်ယောက်နဲ့အတူတူရက်နေတဲ့ပုံပဲအမျိုးသမီးလက်မှာအဲ့ဒီလက်ကောက်ဟာကိုဘတင်ရုတ်တရက်အသက်ရှူမိတာတော့မေ့သွားတယ်အဖိုးဆိုတဲ့စကားကပါဇက်ထဲကနေလုံလုံထက်လာတယ်အမျိုးသမီးကအဲ့ဒီစကားကိုကြားတော့ပထမအောင်ဆုံးချိန်ပြုံးနေပြီးတော့မင်းကဘတ်တင်ရဲ့မြေလားဟာခမရကျွန်တော်အဖိုးနာမည်ဘယ်လိုလုပ်သိရလဲကျွန်တော်နာမည်လည်းဘတ်တင်ပဲဒါပေမဲ့ကျွန်တော်အဖိုးကကျွန်တော်ချစ်လွန်အားကြီးလို့အချစ်ဆုံးမို့သူ့နာမည်နဲ့တူအောင်ပေးထားတာကိုဘတ်တင်နောက်တလန်းဆုံးလိုက်တယ်ခမရကျွန်တော်အဖိုးကိုဘယ်လိုသိရလဲနာမည်ရောဘယ်လိုသိရလဲအမျိုးသမီးကမီးရင်ကိုကင်ပြီးတော့ထားရလိုက်တယ်ငါကမင်းအဖိုးကိုစောင့်နေတာလို့ပြောတယ်ကိုဘတင်တကိုယ်လုံးချက်သိန်းတွေထားသွားတယ်အဲ့ဒီအချိန်မှာပဲနောက်ကနေသူ့အဖိုးရဲ့အတန်ကိုကြားလိုက်ရတယ်ဘာတင်ဟဲ့အောင်ဘာတင်သူလှည့်ကြည့်လိုက်တော့အဖိုးကမိုးရီဒီဆိုရွှဲလို့တစ်ပင်အောက်ကိုရှောက်လာနေတယ်အဖိုးကသူ့မြည်ကိုမကြည့်ဘူးမီးရင်ကိုပဲကြည့်တယ်ပြီးတော့အမျိုးသမီးကိုတစ်ချက်ကြည့်တယ်အဖိုးရဲ့မျက်နှာမှာအံ့ဩတာလည်းမရှိဘူးကြောက်တာလည်းမရှိဘူးအယမ်းပင်ပန်းနေတဲ့လူတစ်ယောက်လိုပဲဖြစ်နေတယ်ငါမီးဖိုးတို့ပြန်ကြမယ်အမျိုးသမီးဘက်ကိုကြည့်ပြီးတော့မင်းလို့တိုးတိုးလေးပြောတယ်ဘာဆက်ပြောလိုက်လဲဆိုတော့ဘာတင်မကြားလိုက်ဘူးအမျိုးသမီးကပြန်ပြောတာတော့သူကြားလိုက်တယ်ငါမဆောင်တော့ဘူးအဖိုးရဲ့မျက်လုံးတွေရုတ်တရက်မျက်ရည်တွေဝဲတက်လာတယ်ငါတောင်းပန်ပါတယ်အမျိုးသမီးကခေါင်းခါတယ်တောင်းပန်စရာမလိုတော့ပါဘူးပြီးတော့ကိုဘတင်ဘက်ကိုကြည့်လိုက်တယ်မင်းမျိုးကိုမင်းတေချာပြုစုဆောက်ရှောက်ထားတာပဲလို့ပြောတယ်အဲ့ဒီစကားပြီးလဲပြီးရောအဲ့ဒီစကားဆုံးလဲဆုံးကိုမိရင်ကရုတ်တရက်ငြိမ်းသွားတယ်အမျိုးသမီးလည်းမရှိတော့ဘူးတစ်ပင်အောက်မှာမင်းငြိမ်းသွားတဲ့မိရင်တစ်လုံးရဲ့ကိုဘတင်ရဲ့သူ့အဖိုးရဲ့ပဲကြံတော့တယ်ကိုဘတင်ကြောက်လုံးလို့စကားတော့မပြောနိုင်တော့ဘူးသူ့အဖိုးကတော့အိမ်ပြန်မယ်လို့ပဲပြောတယ်အိမ်ရောက်တဲ့ဒီနှစ်ယောက်လုံးစကားမပြောပြကြဘူးအိမ်ရောက်တော့ကိုဘတင်မနေနိုင်တော့ပဲမေးလိုက်တယ်အဖိုးအဲ့ဒီမိန်းမဘလို့လဲအဖိုးရဲ့ထိုင်ကုန်ပေါ်မှာကြာကြီးထိုင်ပြီးငြိမ်သက်နေတဲ့သူ့အဖိုးဟာမင်းအခုအသက်ဘယ်လောက်လဲ28လေးဖို့ဖိုးကကောင်းငိတ်တယ်ငါအသက်28မှာသူနဲ့အိမ်တော်ပြုဖို့စီစဉ်ထားခဲ့တယ်ကိုဘတင်ငြိမ်သွားတယ်ဒါပေမဲ့အဖိုးကမီးရင်ကိုစပွဲပေါ်တင်လိုက်တယ်သူတည်တဲ့ညကငါကိုယ်တိုင်ထွန်းထားခဲ့တာကိုဘတင်အံ့ဩသွားတယ်သူကဘလို့တည်တာလဲအဖိုးကချက်ချင်းမဖြစ်ဘူးအကြာကြီးနေမှာမိုးကြီးတဲ့ညပေါ့သူငါ့ကိုစောင့်ရင်ရွာအရှိဘက်မှာတောင်ကျရည်တွေနဲ့ပါသွားတာအဲ့ဒီနောက်ငါတစ်သက်လုံးသူ့ကိုမေ့မရဘူးဒါကြောင့်ငါသူ့အတွက်နေတိုင်းညတိုင်းဆူတောင်းပေးနေခဲ့တာဒါဆိုဒီညသူလာတာကဖိုးကခေါင်းခါတယ်မဟုတ်ဘူးသူကဒီနေ့မှလာတာငါအသက်ကုန်တော့မယ်ဆိုတာသူသိလို့လာခေါ်တာဟာဖိုးကလည်းမဖြစ်နိုင်တာတွေဘာတွေပြောနေတာလဲလို့ကိုဘတင်ပြောပေမဲ့လေသူ့အဖိုးကမျက်ရည်တွေဝဲနေတဲ့မျက်လုံးနဲ့တိတ်ဆိတ်သွားနဲ့ညအိပ်ရာဝင်သွားတယ်ကိုဘတင်လည်းသူ့အဖိုးအခန်းဘေးမှာအိပ်တယ်မနက်မိုးလင်းတော့အဖိုးကအိပ်ရာထဲမှာငြိမ်ငြိမ်လေးဆုံးပါသွားပြီမျက်နှာမှာတော့နှစ်ပေါင်းများစွာသူမတွေ့ဘူးခဲ့တဲ့အပြုံးလေးတစ်ခုကတော့ရှိနေခဲ့ပါတယ်